အဲ့တော့ပထမပိုင်းကသူတို့တွေအားလုံးကအပြင်ထွက်ဖို့အတွက်လိုက်ပြီးတော့နှိုးစော်တယ်ဘလူးမှမထွက်ဘူးအဲ့တော့9နာရီကျော်တော့ဘာထပ်ပြီးတော့သူတို့ကဘာထပ်ပြောင်းလဲဆိုတော့9နာရီကျော်မှအပြင်ထွက်ခြင်းပြစ်တတ်မယ်ဆိုပြီးတော့ထလုပ်ပြန်ရောစသည်ပေါ့နော်ဆိုတော့သူတို့ဘက်ကတော့အယူချီပန်းဖြစ်နေပြီဒါပြည်သူတွေရဲ့လှုပ်ဆောင်ချက်တကယ်ကိုအောင်မြင်ပါပဲနော်အောင်မြင်တကယ်ပြီးမြောက်သွားတယ်ဆိုတော့ဒါကျွန်တော်တို့ပြည်သူတွေကတော့ထူးပြောသေးရမလို့ဒါကြောင့်မို့တချို့ကပြောတာပေါ့ပြည်သူတွေကစိတ်ညစ်နေပြီဘာညာဘလူးကစိတ်ညစ်လို့စိတ်ညစ်မှမသိဘူးအဲ့စိတ်ညစ်ပြီးပြောတဲ့ကောင်တွေပဲစိတ်ညစ်နေတာကျွန်တော်ပြည်သူတွေကတော်လိုင်းရေးပြည်သူတွေကတယောက်မှစိတ်မညစ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့အချိန်တိုင်းတာတစ်ခုကရှိကိုရှိရမယ်ဆိုတော့အားလုံးကနားလည်ထားတယ်အားလုံးကနားလည်ထားတယ်အဲ့တော့ဟိုလူဘာမှမလုပ်ဘူးလားဒီလူဘာမှမလုပ်ဘူးလားမေးနေကိုယ့်ကိုမှန်ကြည့်ပြန်မေးကြည့်မင်းရောဘာလုပ်လဲဒါမျိုးကျွန်တော်ကချိကရတော့မှာဖြစ်တယ်နော်ဟိုအပြစ်ပြောဒီအပြစ်ပြောအဲ့အပြစ်ပြောတဲ့နောက်တွေမှာကျွန်တော်တို့ကလိုက်တာရနေရမယ်လူတန်းစားမဟုတ်ဘူးဆိုတော့ဒါလေးတော့ကျွန်တော်တို့အားလုံးသိထားရမှာဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ကထိုင်ပြီးတော့အပြစ်ပြောနေလို့မရကျွန်တော်လှုပ်စာကိုပြတ်တတ်လောက်ရမှာပေါ့နော်ပြတ်တတ်ဆောင်ရမယ်ဆိုတော့ပြည်သူတွေစိတ်ညစ်လားမစိတ်ညစ်လားဆိုတာဒီနေ့အတန်တိတ်တပိတ်ကိုကြည့်ရင်သိပါတယ်နော်အဲ့ဒါဒီအားလုံးကအကူတို့မတို့တစ်ချက်တတိထားရမယ်ကျွန်တော်ပြည်သူတွေပေါ့နော်ဒါအကူတို့မပြည်သူကျွန်တော်အားလုံးဒီအတန်တပိတ်လှုပ်တဲ့လူတွေအားလုံးကတနက်ပြောင်းရမှာတည်ပြီးတော့ထိုင်ပြီးတော့လှုပ်နေရတာဗျနော်အတန်တပိတ်ရဆိုတော့တိတ်ပြီးတော့အနေရကြီးတယ်ဒီလုပ်ငန်းစဉ်တွေကတိတ်ပြီးတော့ကျွန်တော်ပြည်သူတွေကဒါပေမဲ့လို့သူတို့တွေအားလုံးရင်းကြတယ်ဗျနော်ရင်းကြတယ်တကယ်ကိုလည်းအံ့ဩစရာကောင်းတယ်လမ်းပေါ်မှာကြီးလိုက်ခြင်းခွေးနဲ့ခွေးပဲရှိတယ်အဲ့တော့ခွေးနဲ့ခွေးပဲရှိတယ်ဆိုတော့နည်းနည်းလေးဇူဆိုတာဖြစ်သွားမှာပါဟုတ်ပါတယ်တလိမ့်ဆန်ခွေးနဲ့လူခွေးတလိမ့်ဆန်ခွေးကတော့ထူးပြောနေတယ်ရမို့လူခွေးဆိုတာသူကအားလုံးသိထားတဲ့အတိုင်းပေါ့နော်လူစင်စစ်ကနေပြီးတော့ခွေးသိမ့်ပေါက်ပြီးတော့ခွေးချင်းခွေးကြံကြံနေတဲ့ကောင်တွေပဲရှိတယ်အဲ့တော့လမ်းပေါ်မှာခွေးနှမျိုးပဲရှိတယ်နော်တလိမ့်ဆန်ခွေးနဲ့လူခွေးနဲ့ခွေးပဲရှိတယ်ပေါ့ဗျာနော်ခွေးနဲ့ခွေးပဲရှိတယ်အဲ့ဆိုတော့ဒီနေ့ကတကယ်ကိုအောင်မြင်တယ်အဲ့တော့အားလုံးကိုကျေးဇူးတင်တယ်လို့ပြောရင်ကျွန်တော်ဘာကောင်းမှမဟုတ်ဘူးတကယ်ဝမ်းသာတရားကောင်းတာပေါ့နော်တကယ်ဝမ်းသာတရားကောင်းတယ်ဆိုတော့ဟုတ်ဖို့ကောင်းပါလေဒါပြည်သူတွေကတော့ယနေ့ချိန်ထိတာဝန်ကျေစဲပေါ့နော်ယနေ့ချိန်ထိတာဝန်ကျေစဲဖြစ်တယ်ယနေ့ချိန်ထိအာမန်အပြည့်နဲ့ဆောင်ရွက်နေစဲဖြစ်တယ်ယနေ့ချိန်ထိအာမန်ပြည့်နဲ့ဝင်းရံနေစဲဖြစ်တယ်ဒါလေးကိုတော့ကျွန်တော်တို့အားလုံးကသိထားရမှာဖြစ်တယ်ဒါပြည်သူတွေဘက်ကခံကန်တာအဲ့တော့လက်နဲ့ကိုင်ပြီးတော့ဆောင်ရွက်နေကြတဲ့ကျွန်တော်တို့တော်လန်ရေးနော်ပုံကိုယ်တွေကလည်းပဲဒီပေါ်မှာအားလုံးတက်ညီလက်ညီနဲ့ဆောင်ရွက်နေကြတာပေါ့နော်တိုးတော့ဘလောက်ပဲကျွန်တော်တို့ကဆောင်ရွက်ညာတော့လည်းပဲမင်္ဂလာပါခင်ဗျာမဆန္ဒကြီးဒါနဲ့တက်ခုလို့ရတဲ့ကိစ္စမဟုတ်တဲ့ခါကျတော့တခါတလေမှာအဲ့လာလေးတွေကျွန်တော်တို့အရန်အခုလက်ထိလည်းရှိနေတယ်စကန်းကိုထိုးစစ်ဆင်လာတယ်ပြန်ပစ်စရာလုံလောက်မရှိတဲ့ခါကျတော့စကန်းကိုစုပ်ခွာပေးလိုက်ရတာရှိတယ်ထိုက်တဲ့ဆုံးရှုံးမှုတွေပါသွားတာတွေရှိတယ်စသည်ပေါ့နော်အဲ့ဒါတွေအလုံးကကျွန်တော်တို့သတိထားပြီးတော့ကြီးကပ်ရတော့မယ့်ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဘလူးမှာအားနဲ့လဲဆိုတော့ဘလူးအမှတော့ကျွန်တော်တို့ကအပြစ်ပြောလို့မရဘူးတိုးတော့ဒါကြီးကိုကြည့်ပြီးတော့ကျွန်တော်ဝမ်းနဲ့ပတ်သက်လုံနေလို့လည်းမရဘူးအဲ့တော့ဝိုင်းပြီးတော့ရရနီးနေရတော့ကြိုးစားကြရမှာဖြစ်ပါတယ်နော်ကြိုးစားမှာကျွန်တော်တို့လည်းနိုင်တဲ့လောက်ကြိုးစားသူတို့လည်းနိုင်တဲ့လောက်ကြိုးစားစသည်ပေါ့ဒီလိုတူးချင်းတယောက်ချင်းဝိုင်းပြီးတော့ကြိုးစားကြရမှာဖြစ်ပါကျေးဇူးဆိုတင်ပါတယ်မဆန္ဒဆိုရေတမိမဆန္ဒဆို200တဲ့မဆန္ဒဆို200ကျေးဇူးတင်ပါတယ်နော်ရေဘန်နဘာတော့165နိကို9334ထိုက်ပါနေပါမနော်ပင်ထောက်ထားပါတယ်ခမရအောက်ဆုံးပါနော်မဖြူကတော့90ကျေးဇူးတင်ပါတယ်မဆန္ဒဆို200မက်ဖြူက950ကျေးဇူးထုတင်တယ်မကြီးတကယ်ကျေးဇူးထုတင်ပါတယ်အဲ့တော့ဒီည6ခွက်စာ4800နော်ငွေအပြင်4800ဒါလေးကိုပြည့်သိချင်ပါတယ်တကယ်လည်းပြည့်သိချင်ပါတယ်ဆိုတော့ PDF ရဲဘော်လေးတွေကြာဆုံးသွားတဲ့အချိန်မှာပုံလေးတွေကြည့်ပြီးကျွန်တော်ကစိတ်မကောင်းနော်တကယ်လည်းစိတ်မကောင်းဘူးကြာဆုံးသွားလဲရဲဘော်လေးရဲ့တယောက်နောက်ဆုံးခီးမှာတော့မှ PDF ရဲဘော်တယောက်ရဲ့ပုံရိပ်မျိုးထဲဝါပြည့်ဝါမတက်ဆင်ပေးနိုင်ဘူးနော်အဲ့တော့ဘလူးမှာကျွန်တော်တွားပြီးအဖြစ်ပြောနေလို့မရဘူးကျွန်တော်တော်လှန်ရေးကဒီပုံစံမျိုးပဲဖြစ်နေအဲ့တော့ uniform တော့ဆင်ထားပါရဲ့ခပ်ပတ်မပါရှာဘူးအဲ့တော့ဘာခေါ်လဲကျွန်တော်ခုနင်းကျိုးလေးနဲ့အတိုင်းထားပုံရတာပေါ့နော်ဒါလေးတွေကြည့်ကျွန်တော်တိတ်ပြီးတော့အရန်စိတ်မကောင်းဒါပေမဲ့မတတ်နိုင်ဘူးကျွန်တော်လောက်ကြရမှာပဲဒါကြောင့်မို့ကျွန်တော်သတိထားမှာကျွန်တော်တော်လှန်ရေးကိုပေါ်တိပေါ်ဆမလောက်ကြဘူးလို့တယ်နော်ပေါ်တိပေါ်ဆမတွက်ကြဘူးလို့တာပေါ့နော်ဘာလို့ရင်းထားတာအသက်တွေဖြစ်တယ်ရင်းလိုက်ရတဲ့အသက်တွေအားလုံးကလည်းပဲတမန်ငါရှာငါအသက်တွေမဟုတ်ကျွန်တော်တိုက်ပြည်ရဲ့အနာဂတ်တွေဖြစ်တယ်အဲ့ဒီမှာပညာတတ်တွေပါတယ်စသည်ပေါ့နော်လူတန်းစားအသီးသီးပါတယ်လူငယ်လူရွယ်တွေကြီးပဲနော်ဆိုတော့ဒီအသက်တွေနဲ့ရင်းထားရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့တော်လှန်ရေးကိုပေါ်တိပေါ်ဆနဲ့တွက်ဆပြီးတော့မမြင်မိဖို့မလောက်ကြမိဖို့ဒါလေးတော့ကျွန်တော်တို့အထူးသတိထားရမှာဖြစ်ပါတယ်အဲ့တော့ကျေးဇူးထုတင်တယ်မဆန္ဒဆို200မဖြူကျေးဇူးထုတင်ပါတယ်950အဲ့တော့တခြားတော့အလှရှင်တွေကျွန်တော်ထပ်မှတ်ပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျဒါကမြေပြင်ဖွဲ့တွေကိုပို့ပေးမှာဖြစ်ပါတယ်ဓာတ်ရိုက်ပို့ပေးမှာဖြစ်ပါတယ်မများပါဘူးအခုတို့မှလို့တစ်ဖွဲ့မှာ10သိန်းတစ်ဖွဲ့မှာ10သိန်းဆိုတော့
ကျွန်တော်တို့ဘက်ကသူတို့ဘက်ကရလို့လည်းမများဘူးဟုတ်ကဲ့ကျေးဇူးထွတ်တင်တယ်မဆန္ဒဆိုတမီးမဆန္ဒဆိုပို့လိုက်ပြီတဲ့200ကျေးဇူးထွတ်တင်ပါတယ်မကြီးမဆန္ဒဆိုရင်ဖြတ်ပိုင်းပို့လာပြပါမနော်အခုကခဏနေနော်ကျွန်တော်တို့ဘက်ကကြည့်ပြန်တော့လည်းပဲမများဟိုနည်းဖြစ်ဘူးပေါ့နော်သူတို့ကလည်းဒီပေါ်မှာတကယ်ဆက်လိုက်လဲဟိုနည်းဖြစ်ပါတယ်ဒါကြောင့်မို့လာကုန်ဟိတ်ဆိုရင်သူတို့တွေအားလုံးကကျွန်တော်အရင်တကားနေပြောပြီးလာပြီးတက်သိကြကျွန်တော်အရင်အားနာတယ်နော်အရင်အားနာတယ်စိတ်ကလည်းတိုက်ရနော်တခါတည်းတိုက်ရဖုန်းပြောလို့ရှိရင်စစ်မြေပြင်ပါနော်ဆိုတော့ကျွန်တော်တို့ကလည်းမျက်နှာလေးမြင်ပြီးမှပြီးတော့မျက်နှာမြင်ချင်းကြည့်ကျင်လို့တော့မဟုတ်ဘူးเนาะဟုတ်ပေါ့เนาะဆိုတော့အကောက်တရားဘလို့ဖြစ်တယ်ဆိုတော့ဒါပုံမှန်လေးစကားပြောနေရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့လာလေးကိုဖုန်းလေးခေါ်ပြီးပေးရတာဖြစ်ပါတယ်တိုက်ပွဲကြားနေပြီးတော့သူတို့တွေဆက်သွယ်ရတာရှိတယ်ကျွန်တော်တို့အရန်အားနာပါတယ်သို့တော့ကျွန်တော်တို့တော်လှန်ရေးကကျွန်တော်တို့ပဲရှိတဲ့အတွက်ကြောင့်ဒီလိုပဲကျွန်တော်တို့တော်လှန်ရေးဆင်းရဲတဲ့တော်လှန်ရေးမွဲတေတဲ့တော်လှန်ရေးရလို့တော့ကျွန်တော်မပြောလို့ဒါပေမဲ့လိုအပ်တဲ့အရာဝတ္ထုတွေကတော်တော်များတဲ့တော်လှန်ရေးဖြစ်တယ်ဒီကြားထဲမှာကျွန်တော်ဟာလိုအပ်တာတွေများပါတယ်ကွာဆိုပြီးတော့ကျွန်တော်တို့ကလက်ပိုက်ကြည့်လက်မိုင်ချလိုက်လို့လည်းမရဘူးရတဲ့နီးနဲ့အားထည့်ပြီးတော့ဝိုက်ပြီးတော့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ဒီတလားနဲ့မရရင်နောက်တက်လာပေါ့ဗျာဒီတလားနဲ့မပြည့်နောက်တက်လာဒီလိုပေါ့ကြိုးစားရမှာပေါ့အခုအကိုတို့မှလို့ကြိုးစားတယ်သမီးတို့ကြိုးစားတယ်ဒီပုံစံပဲကြိုးစားကြရမှာပဲเนาะကိုတတ်မှတ်ထားတဲ့တိုက်ကရောက်အောင်လို့ကျွန်တော်ကြိုးစားကြမယ်စသည်ပေါ့เนาะဒီလိုလေးတွေဝိုက်ပြီးတော့ကြိုးစားကြရမှာပေါ့ဆိုတော့ကဲကျေးဇူးထွတ်တင်တယ်မဆန္ဒဆို200နဲ့မတ်ပြူက950ကဲနောက်တဲ့အလှရှင်လေးတွေကျွန်တော်တို့ထပ်မှန်ပြီးတော့ဖိတ်ခေါ်ပါတယ်ကိုနိုင်တဲ့လောက်ပါ100နိုင်လူက100ပေါ့200နိုင်လူက200ပေါ့နော်အများကြီးရလို့ကျွန်တော်တို့မဆိုလိုပါဘူးခင်ဗျာ100 1000နိုင်လူ1000ဆက်9နိုင်လူ900ဆက်ပေါ့ဝိုင်းပြီးတော့ကြိုးစားကြရမှာပေါ့နော်ခွက်စာထည့်ပေးကြပါနော်မို့အခုညီ6ခွက်မမို့ပို့ပေးရှင်ပြီနော်အလုံးမမို့ပို့ပေးရှင်ပြီစင်အခုဦးလေးရေမဆန္ဒဆိုနေရမဖြူ950မချင်းမြတ်နိုးဆန်က3000နော်တင်ညော်ဘောက900နော်ချင်းမြတ်နိုးဆန်3000ဘတ်တမီးရလားစင်စင်လား3000နောက်တစ်ယောက်ကလူလဲတဲ့ပဲပြီးတော့နောက်တစ်ယောက်ကနော်ဟမ်နောက်တစ်ယောက်ကလူလဲနော်တင်ညော်ဘောနော်တင်ညော်ဘော900โอ้တင်ညော်ဘောကျေးဇူးထွတ်တင်တယ်900ကဲဘာပဲဖြစ်ဖြစ်ကျွန်တော်ကြိုးစားကြမယ်6ဖွဲစာပြဖို့35ရောက်ဖိတ်ခေါ်လို့စင်ပါဝင်ကြမလားပြီလို့6ဖွဲစာပြည့်မလား35ရောက်35ရောက်ပါဝင်လို့နိုင်ဝိုင်းပြီးတော့ကြိုးစားကြမယ်နော်10ရောက်နဲ့ပြည့်သွားတယ်10ရောက်ပေါ့ဗျာ10ရောက်နဲ့ပြည့်တယ်10ရောက်ပေါ့ရောက်20နဲ့ပြည့်တယ်ရောက်20ပေါ့နော်မို့အားဒါ4000နဲ့10မဟုတ်ဘူး4000နဲ့1000ပါနော်အခုလောလော10ပေါင်းမို့ပဲ2000ရပြီလေခဏနေနော်ပေါင်းလိုက်မယ်950လောတဲ့မဆန္ဒဆို200မတ်ဖြူ950မတ်ချင်းမြတ်နိုးဆန်3000နဲ့နော်တင်ညော်ဖောက900အလှရှင်4ယောက်ရပြီ4000နဲ့650ကို4000နဲ့650တဲ့4000နဲ့3350ပဲလို့လေဦးလေး4000 3350ငရုတ်ဒီဆိုရင်4335ည4335ညအစားအလုံးကဲမင်္ဂလာပါခင်ဗျအလုံး980စီလုံးပဲလို့တော့တယ်နော်လောတဲ့4350နော်တမီနော်ဟုတ်တယ်ကဲငရုတ်အလုံးရွေးလာပြောဗျအလုံး980စီဟုတ်လို့အားတော့490နှစ်490နှစ်ဟုတ်ခဏတော့လို့အားတာအခုဆိုရင်တော့4000စစ်ထောင်ကနေ4330နဲ့930ပဲလို့တော့တယ်နော်4000စစ်ထောင်လို့ပါတယ်6ဖွဲစာကဲမင်္ဂလာပါခင်ဗျမင်္ဂလာကျေးဇူးထွတ်တင်တယ်လောတဲ့မဆန္ဒဆိုနော်200မဖြူက950ချင်းမြတ်နိုးဆန်3000နဲ့နော်တင်ညော်ဖောက900ဆိုတော့စုစုပေါင်းဒီအလှရှင်4ယောက်ဝိုင်းပြီးတော့လှူပေးလိုက်တာ4650ရသွားပါပြီခင်ဗျာဟုတ်ကဲ့ကျေးဇူးထွတ်တင်တယ်4650တော့ရပြီနော်4800မှာ4650တော့ရပြီအဲ့တော့4350တော့လိုပါသေးတယ်ဟုတ်တယ်တဖွဲ့စာကိုတယောက်တည်းထောက်ပို့နိုင်အောင်ကြိုးစားမယ်ဗျာတဲ့ကျေးဇူးထွတ်တင်တယ်နော်မဖြူရေးကျေးဇူးထွတ်တင်တယ်မောဟတရ900ဟုတ်ပါဘူးဆိုတော့မောဟတရ200မောဟတရ200ဆိုရင်မမို့ဖိတ်ခေါ်တဲ့35ယောက်ကမမို့ပတ်စံနဲ့မမို့ထည့်မယ်နော်100အနောက်မှာနော်အဲ့စမောဟတရ200ဆိုရင်တမီး100ထည့်မယ်ဟိုအဲ့လိုလားဟုတ်တယ်ဦးလေးဘာလို့ဆိုတမီး10ရက် CB PDF ရတစ်ဖွဲ့မှမပို့ရသေးဘူးလေအလုံး2000အဆုံးလဲဟုတ်တမီးအလှရှင်ကကိုကနေစမှာလားဟိုမဆန်တဲ့တော့ပြန်စမှာလားနော်မောဟတရပဲစမယ်လေโอเคဒါဆိုရင်300ရပြီပေါ့300ကဲတမီးက35ရောက်ဖိတ်ခေါ်တယ်တယောက်ကို100 तू ကထည့်ပေးမယ်ဒါတမီးရဲ့အလှအဲ့တော့35ရောက်ဆိုတာ तू က short မတွန်းနဲ့3500ပြအဲ့ဒါတမီးရဲ့ကိုပိုင်ငွေနဲ့ဆောင်ရွက်ပေးတာဖြစ်ပါတယ်နော်တကယ်ကျေးဇူးထိုးတင်တယ်တမီးနော်အဲ့တော့မဟောတရာ200ဆိုတော့တမီးက100ဆို300ဖြစ်သွားပြီကျွန်တော်300ရပြီကဲနောက်ထပ်အလှချင်း34ယောက်ဗျာပြည်သူတို့ရေကမ်ပိန်းကကြည်အလုံး12000 10ရက်နေ့ CB မနေ့ဖန်ဆို17ရက်အဲ့ဒီအလုံး12000အစွန်းအဲ့ဒီအလုံး2000အခုထိလည်းမပြည့်သေးဘူးစင်
နော်ပြစ်ဖို့ကအလုံး980စီလုံးပဲလို့တယ်ငွေဆိုရင်လည်း4350ပဲလို့ရတယ်နော်အဲ့ကြောင့်ဒီအမမဖိတ်ခေါ်တဲ့အယောက်35ယောက်တည်းမှာပါဝင်ပေးစားပါလို့နိုင်တယ်လားပေါ့နော်တစ်ဖွဲ့စာနိုင်တဲ့အလူစနေတစ်ဖွဲ့စာထည့်ပေးစားပါလို့ဦးညီတော်များစီနော်မို့ဒီလတစ်ချက်မှမပို့ရသေးဘူးနော်ပထမအချိန်မှာပို့ရသေးဒီနယ်ဆောင်နဲ့ပတ်သက်တာနော်လာအလေလေးရောက်တော့မယ်နှစ်ပွဲစားဆိုနှစ်ပွဲစားပေါ့ကဲကျေးဇူးထူးတင်ပါတယ်မောဒရာ200နော်စာပြီနှစ်ဖွဲ့ထည့်မလဲမောဒရာ200ဟောဖော်မေဝါ200နော်300နော်โอเค300ပြည့်သွားပြီစကောလောက်ဖုန်းနော်ကျွန်တော်တခါလဲတန်းကြည့်လိုက်မယ်ဒီထဲမှာသမီးက100ထည့်ပြီဆိုတော့နော်ကျေးဇူးထိုးတင်တဲ့အလှူရှင်2ယောက်ရပြီအဲ့တော့ဖော်မိတ်က300လို့ကျွန်တော်တခါလဲကြော်ညာလိုက်ပါမယ်မောဟတရာ300ဒီထဲမှာသမီး100တခါလဲ automatic ထည့်ပြီးသားဖြစ်ပါတယ်ကျေးဇူးထိုးတင်တယ်အဲ့တော့ဒီစကလုံးတိုင်းမှာဒီအလှူရှင်တွေကိုကျေးဇူးတင်တယ်ဆိုတဲ့စကလုံးကတခါလဲတွဲပါပြီးသားဖြစ်ပါတယ်အဲ့တော့ကျေးဇူးထိုးတင်တယ်သမီးရေနော်မောဟတရာကျေးဇူးထိုးတင်ပါတယ်ဖော်မိတ်ကကျေးဇူးထိုးတင်ပါတယ်အဲ့တော့သမီးကသူ့ရဲ့ကိုယ်ပိုင်ငွေနဲ့အလှူရှင်35ယောက်ဖိတ်ခေါ်တယ်35ယောက်ဆိုဒီတိုင်းဖိတ်ခေါ်တာတော့မဟုတ်တယောက်ကို100ထည့်ပေးမှာဖြစ်ပါတယ်သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်139ယောက်မင်္ဂလာပါအဲ့တော့သမီးရဲ့အလှူလေးဒေါ်လာ950ဒေါ်လာပဲနော်ပြောတော့နော်လူတွေရဲ့35ယောက်ပြည့်သိကျင်တယ်အထူးအဖြစ်ကျွန်တော်တို့ငွေ4800ပြည့်ဖို့ရည်ကြီးပါတယ်အဲဆိုတော့ဒါလေးပြည့်ရင်တိတ်ကောင်းမှာပေါ့နော်35ယောက်ဆိုတော့ပြည့်လောက်မယ်လို့တော့ထင်ပါရဲ့နော်ထင်တာပေါ့နော်ဒီထဲမှာတော့ပြောသလိုတကယ်အလှူရှင်ကြီးတွေပါမှာပေါ့တစ်ဖွဲ့သားလူနိုင်တဲ့လူတွေပါမယ်တစ်ဖွဲ့သားလူနိုင်တဲ့လူရှိရင်အများကြီးမလို့ပါဘူးလူ6အလှူရှင်6ယောက်ဆိုရင်ပြည့်ပါတယ်နော်အလှူရှင်6ယောက်ဆို6ဖွဲ့သားပဲတမီးကလိုတယ်လို့ပြောတာဟုတ်လောတယ်ဒီညအတွက်ပေါ့နော်ဆိုတော့4800ငွေအဖြစ်နဲ့ဒီလောက်ဒီများတာမဟုတ်4000ကျော်ပဲအဲ့တော့ကျွန်တော်ဝိုင်းပြီးတော့ကြိုးစားကြမယ်အခုတို့မှလို့နော်ကျွန်တော်အမြဲတမ်းပြောနေပါကျွန်တော်တော်လှန်ရစိတ်တက်ကြရမယ်တော်လှန်ရေးလည်းမဟုတ်ဘူးအားပြက်စရာတော်လှန်ရေးလည်းမဟုတ်ဘူးဒါဆိုတော့အားရှိစရာတွေကြီးပဲဒီနေ့ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေဒီလောက်ကိုလောက်တာတိတ်ကိုအန်ရကြီးတယ်အခုတို့မှလို့နော်တနက်ပြောင်းမှဆောင်ရွက်နေရတယ်နော်အဲ့တော့ဈေးရောက်တဲ့လူကဘာလုပ်လဲပုံမှန်ဈေးရောက်နေဒါပေမဲ့ဘာလုပ်လဲထွက်မလာနဲ့ဒီနေ့ကျွန်တော်တွေးလိုက်ရတယ်အဖေလို့သူကဘာပြောလဲဆိုတော့တမီးရေးတဲ့ဒီနေ့တမီးမအားရင်ဆိုင်ကိုမလာပါနဲ့တဲ့အိမ်မှာအဖေဖုန်းထားခဲ့တယ်ဆိုတာမသိဘူးအဲ့ဖုန်းလေးကြည့်ပြီးတော့နေပါတဲ့ညနေ9နာရီလောက်မှအဖေကြီးဗါလဲ3နာရီလောက်မှအဖေကြီးကိုလာပြီးဈေးဝိုင်းရောင်းပေးတဲ့ကြည်စမ်းအဲ့ဆိုတော့ရှင်းရှင်းလေးသူပြောတာဆိုတော့တတ်မှတ်ထားတာမနေ့ဘယ်နာရီလဲမသိ10နာရီကနေ3နာရီထိလားမသိပါဘူးအဲ့တော့အဖေလို့သူက3နာရီလောက်မှသမီးအားရင်ထွက်ခဲ့ပေါ့တဲ့အခုတော့ဆိုတော့အဖေတယောက်တည်းလုံနိုင်ပါတယ်ပေါ့ဆိုတော့အဖေပဲဆိုင်မှရှိတယ်သမီးကအိမ်အားလာမှာအိမ်အားမှာလာဆိုလမ်းထွက်ရမှာလေလမ်းထွက်တယ်ဆိုရင်ထွက်တဲ့စင်းထဲမှာပါသွားမှာဆိုတော့အဲ့တော့အမှဟိုနေသမီးဟိုနေဖြစ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးတွေတက်ချစ်ဖို့ကောင်းတာရတဲ့နည်းနဲ့ဖြတ်သားဖြစ်တာဟိုမေလို့ဆောက်ယူနော်ယူပြီးတော့ကျန်တော့တိတ်ကျတဲ့တေးကြောင်းမှာတွေးအံပြီးတော့သေးတယ်ရှက်တဲ့ကောင်တွေးအံပြီးသေးပါဟာငါ့ကိုဒီတော့ဝိုင်းအားပေးတာဆိုတော့ကျွန်တော်ပြောဆိုလမ်းပေါ်မှာဘလူးရှိရဆိုခွေးနဲ့ခွေးပဲရှိတယ်နော်ခွေးနဲ့ခွေးပဲရှိတယ်နော်ခွေးစစ်ရဲ့လူကနေပြီးတော့ခွေးဖြစ်နေတဲ့ကောင်တွေခွေးသိပေါက်နေတဲ့ကောင်တွေပေါ့ခွေးသိပေါက်တယ်ခွေးချင်းခွေးကြံကြံတယ်နော်ဆိုတော့အဲ့နှစ်မျိုးပဲရှိတယ်လမ်းပေါ်မှာအဲ့တော့မနေ့ကဆန္ဒပြတဲ့ခွေးမှလည်းမတွေ့ဘူးလားနော်ကျွန်တော်ရဲဘော်တွေကဘလောက်နေပြီဆိုတော့ဟုတ်ဗါလဲမင်းအောင်တဲ့တက်ကဟိုရဲတွေဆိုတဲ့ကောင်တွေနော်ကောင်းကိုတေးချာချာလာပြီးတော့ငုတ်ကြည့်တဲ့ချိန်ကျမှတဲပြီးတော့ဆဲတာနော်တဲပြီးတော့ဆဲတာဘလောက်အားရလဲဆိုတော့ပြီးတော့ဟိကောင်တွေဘေးကဆဲနေလဲတဲ့ဘေးကဆဲနေရဆိုပြီးပြောပြီးတော့ကောင်းကိုပေါ့နော်လာကြည့်မှအဲ့ကောင်းကိုလာကြည့်တဲ့ချိန်ကျမှမျက်နှာကိုတေးချာချာတိတ်ပြီးတော့ဆဲတာဟာအားရစရာကြီးနော်အဲ့လောက်ထိအစွမ်းထက်တယ်အဲ့ဒါကျွန်တော်တို့တော်လှန်ရေးရပါပါပဲနော်ငွေမရှိဘူးကျွန်တော်တို့လိုအပ်တဲ့တိုက်ခိုက်ရေးကိရိယာတွေနော်ကျွန်တော်တို့ဟိုစိတ်ရှိလက်ရှိဝယ်လို့မရဘူးတုံးလို့မရဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့မှာအန်ကျိတ်ပြီးတော့သွားနေရတာနော်အန်ကျိတ်ပြီးတော့သွားနေတာတကယ်တမ်းကကျွန်တော်ထိုက်တဲ့တော့ရှိပြီဟဲ့ဆိုရင်ဘာပြင်းတော့ပြင်းနေတဲ့မင်းအောင်နိုင်လို့ခေါ်ပြီးမေးလို့ခွေးပြေးဝက်ပြေးတော့ပြေးသွားအောင်အခုဒီကောင်တက်ရှင်နေတာကျွန်တော်တို့ဘက်ကညံ့တာမဟုတ်ဘူးနော်မပြည့်စုံသေးတာအဲ့ဒါလေးတစ်ချက်ကြည့်အောင်နော်အခုတို့မှတော့နည်းနည်းသိထားပါကျွန်တော်တို့ညံ့တာမဟုတ်မပြည့်စုံသေးလို့3 3 5 3